ကျွန်တော်အားလုံးချစ်ရတဲ့ချစ်မလေးနဲ့ချစ်ကြီးလေးရဲ့ anniversary ဖြစ်ပါရခင်ဗျာ2 years အမြဲတမ်းနားထောင်လာပြီမဲ့နားထောင်မဝါရဲဆိုတော့ဒီဘာတော့လာပြီးကြောက်တယ်ဒီဘာလေးများဖြစ်မလဲမသိဘူးချင်းနေမကောင်းရင်ကျူလို့အောက်က surprise ကအကုန်လုံးတူတူရကြတယ်လို့ပဲအကုန်လုံးယင်နေခုန်နေကြတယ်ကိုစိုးကြီးတို့တန်စိန်လေးယင်ချပါမယ်ပြီးတော့တဲ့အခါမှာကိုစိုးကြီးရနေပြီးတော့မှမျက်လုံးလေးဖွင့်ကြည့်လို့ရပါပြီဆိုတဲ့အခါမှာဆိုရင် Ari ကမျက်လုံးလေးဖွင့်ကြည့်လို့ရပါမယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ဒီစိတ်ပိုင်းနဲ့အတူတူဒီလုံးလေးရင်စားကြပါခင်ဗျာအရှိတစ်ခုလို့မစိုးအောင်ဗျာရှေ့တစ်ခုလို့နေမဲ့ဒီလုံးလေးနဲ့အတူတူအရေးတစ်ခုလို့နေမဲ့လူသားလေးတယောက် Ari နာကိုရှောင်းလာကိုစိုးကြီးတော့မဟုတ်ပါဘူးเนาะทีมပြန်သွားတယ်ဖြစ်သွားမှာရှင်ကတော့မုံတော့ရောက်ကြanniversary မှာနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့စိန်စပယ်ဖူးရဲ့စိန်လက်စွပ်နဲ့အတူတူပါစီတဲ့ anniversary cake ကို surprise ဒီတော့အမတ်တရားဓာတ်ပုံလေးရိုက်လို့ရအောင်လို့လေဘုရားက industry က cameraman အကိုရောမသိဘူးရှိဆိုရကိန်းလို့လေးကြိုင်ထားပေးပါမယ်ခင်ဗျာဒီလေးကလက်စွပ်လေးဆက်ပေးပါခင်ဗျာဟုတ်ကဲ့ပါဘုရားအကိုနဲ့အမအတွက်ပေါ့နော်အမတ်တရားလေးအမတ်တရားဗီဒီယိုလေးဆက်ရိုက်ပေးပါဦးတကယ်ပါမရဲ့အားကြလိုက်တာဆိုရတော့ဒီပြောကြရအောင်ခင်ဗျာဆိုရအားလုံးတူတူချီရပြီးတဲ့အားလုံးတို့ကျွန်တော်တို့ Ari နဲ့ Joseph တို့ဆက်တော်ပေးကြပါရစေအားလုံးတူတူ Happy anniversary Ari and Joseph တို့တူတူအားကြရအောင်ခင်ဗျာ1 2 3 Happy anniversary Ari and Joseph ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရန်ကုန်မှာပျော်ရွှင်ရတယ်ဘာလို့လဲဆိုတော့အမရဲ့အကျော်တွေကလေဒီ time city မှာရှိတဲ့လူတွေအားလုံးကိုတကယ်ကူးဆက်သွားပါတယ် thank you ပါအဲ့ဒါဆိုရင်ခုနကတော့တီးလုံးလေးနဲ့လေကျွန်တော်တို့ကဆွတောင်းပေးခဲ့သလိုအခုပရိသတ်ရဲ့အတန်စစ်ကြီးကိုပဲကျွန်တော်တို့ကြားခွင့်ရကြပါတယ်ခုနကတော့ပဲကျွန်တော်တို့ Happy Anniversary Ari and Joseph ဆိုပြီးတော့မှအားလုံးနဲ့ကျွန်တော်တို့အတူတူဟောပါမယ်ခင်ဗျာကျွန်တော်လေးပြောင်းပြန်လေးနိုင်ပြီးပရိသတ်တွေနဲ့ကိုဆိုကြီးတို့တယောက်လောက်ကူညီပေးလို့ရအောင်လားခင်ဗျာဗီဒီယိုလေးတူရိုက်ပြီးတော့ online ကြပါမယ်နော်ရှင်းစုတင်ပါတယ်ပြီးရင်လေကိုဂျိုးဆက်အကြောင်းအတင်းပြောမယ်ဘာလို့ဆိုအားလုံးပရိသတ်တွေလည်းအားလုံးတူတူអော်ကြမယ်နော်ပရိသတ်တွေနဲ့ဗီဒီယိုလေးကျွန်တော်တို့ယူချင်လို့ပါခင်ဗျာအောင်မြင်မှုတော့လို့ရโอเคမနေ့ကလိုမျိုးပြောခဲ့ပြောခဲ့တတိယမားတယ်ပြန်လာတော့ကွာပန်းလေးပါတပွင့်နှစ်ပွင့်လောက်ပါလာမလားပါမလားခဏတော့ကြီးဆွဲပြီးတော့ကားပေါ်ဆက်အဲ့နဲ့ကွာလည်းဘောနော်တင်းနေပြီတမီးမတောင်းဆိုတတ်တဲ့ပါလေအဲ့ဒါကြောင့်လဲဒါပေမဲ့စိတ်ထဲမှာတော့ပန်းလေးတပွင့်လောက်ပေါ့တပွင့်လောက်တောင်းလို့ရှင်းရကျမကိုစေတနာမရှိနဲ့နဲ့နော်လို့ပါညာပြောအမေဦးဆိုတော့မမေးတော့မေးဦးဆိုတော့သိတယ်ဒါပေမဲ့လက်ဆောင်မရလို့လက်ဆောင်မရလို့ကိုယောက်ျားရှာတခုခုပဲအဲ့လိုတေးလေးဖြစ်ဖြစ်အဲ့လိုမျိုးအဲ့နဲ့မရမမားရဲ့စီးပွားကြီးကတိတ်ကောင်းတာပေါ့ဘူးတော့ဒါပေမဲ့ဒါလည်းမှန်တာပေါ့ညီလေးတို့အမှန်ပြောတာအဲ့ပါလေအေးဟုတ်တယ်နော်လို့စီးပွားရေးတိတ်ကောင်းတာမဟုတ်ဘူးထားလိုက်လို့မိမဆိုတော့ထုံးစံရတယ်ထားလိုက်ကိစ္စမရှိဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တာပေါ့ကိုကြီးရဲ့အဲ့ချိန်မှာစီးပွားရေးကဘယ်ချိန်ကောင်းသွားလဲမသိဘူးတော့စိတ်စိတ်လို့ဆွေးရမှာတော့အဲ့တော့ညီမလေးကတော့ပြန်မပေးရဘူးလားမပေး